အခုဒါရွာရောက်ပါပြီမနေ့စောစောကိုပေါ့နော် hiking တော့မှဖြစ်ပါတယ်အခုမှရောက်တဲ့ဆိုင်ငယ်စီရတာဝေးတော့ဝေးတယ်2 နာရီခွဲလောက်တော့စီခဲ့ရပါတယ်2 ယောက်လာခဲ့ရပါတော့နောက်မှတရားကျွန်တော်ဒီတန်းနေပဲနေမှာပေါ့နော်ဒီမှာနောက်ကဒီလိုလေးရွာတော့ coffee ဆိုင်လေးဖြစ်ပါတယ်ဂျိမ်းတောင်ပေါ်မှာပေါ့နော် coffee ဆိုင်လေးကချစ်စရာလေးဒီလိုလေးပေါ့နော်ဒေတာလေးနဲ့ဒီမှာရှူခင်းကလည်းတော်တော်ကြီးကိုလှတာရမ်းမိုက်တယ်ဒီမှာမိုးတွေရွာချနေတယ်မှာမှောင်မဲလေးဖြစ်နေပေါ့နော်မနက်ခင်းစော်ကြီးကိုတော့ hiking သွားမှဖြစ်ပါတယ်အခုတန့်ထိုးမယ်ဆိုတော့ပေါ့နော်အခုတော့တန့်ထိုးပြီးခဏအခုရွာထဲမသွားခင်ပေါ့နော်အာဗိုကာဒိုစားနာပေါ့နော်အောက်မှာစိုက်ခင်းရှိရဲသူတို့ဟာပေါ့နော်အဲ့တော့ organic လုံးဝစားလို့ကောင်းတယ်ဒါရွာထဲမှာပေါ့နော်ခေါက်ဆွဲစားဖို့တော့ပါတယ်မှာဘူးကွတီယိုပဲစားမယ်ပေါ့နော်နည်းနည်းကြာဒါဟိုဘက်ကတော့စာတင်ကြောင်းပေါ့နော်ဒါချန်စီယိုမှာထောပတ်ပင်တွေအများကြီးပဲအဲကြောင့်ထောပတ်တီတွေတို့ကျွေးရပါတော့ထောပတ်တီတွေကတော်တော်ပေါ်တယ်ပြီးတော့လေတွေအရန်တိုက်တယ်ရာသီဥတုကဒီဘက်မှာချက်ချင်းကိုပြောင်းသွားပါတော့အေးစိမ့်ပြီးတော့ကံပတ်လက်ကိုရောက်တယ်လို့မျိုးပေါ့နော်ချင်းပြရောက်တယ်လို့မျိုးပုံစံလေးရွာလေးရလဲအေးဟုတ်တယ်ပါတယ်ပါလားမုံစားပေါ့နော်ဒါတော့ရောက်တဲ့နေရာမှာပဲစားတယ်မုံပါတွေ့တဲ့နေရာမှာပဲစားဒါကအဲ့ကြောင့်ပဲပေါ့နော်မနက်စောယူခိုင်ခင်တော့မှဆိုတော့အခုတန်ထဲမှာလေရတော်တော်တိုက်တယ်ဒီပေါ်မှာဒီတော်တော်ကြီးကိုပြင်းပြင်းကိုတိုက်တာတန်နေဆိုလို့ရှိရင်ဟိုဘက်ကတန်ဆိုလို့ရှိရင်အောက်ကပြဲထောင်ပြဲသွားပြီပြီးတော့အခုဒီပေါ်တက်လာတော့ဒီတန်ရဲ့ဒီဆက်တဲ့နေရာလဲအဲ့လိုမျိုးကြီးဟိုကျိုးမဲ့နေရာကြီးလဲပြန်လောက်ဟိုကျိုးသလိုဖြစ်သွားတာအဲ့ဒါကဟိုကျိုးတွေနဲ့ဆိုင်လာတယ်ပေါ့နော်အပြင်မှာဆိုတော်တော်အေးပြီးတော့ချမ်းတာအဲ့နောက်စလုံးတန်ထဲကိုကိုစီဝင်ပြီးတော့အခုတန်ထဲရောက်နေကြပြီပေါ့နော်လေရတော်တော်ပြင်းတာမနက်စောစောဆိုတော့ hiking စသွားတော့မှဖြစ်ပါတယ်မနက်ကအဲ့ရထားတော်တော်စတယ်ပေါ့နော်မြူရီဆိုင်ပြီးတော့တောင်းပြီးပေါ်မှာမြူရီဆိုင်ပြီးတော်တော်လာတယ်ပေါ့နော်အခု coffee ခဏတောက်မယ်ပေါ့နော် coffee တောက်ပြီးရင်တော့hiking စသွားမှဖြစ်ပါတယ်ညကောင်းကောင်းမအိပ်ရဘူးပေါ့နော်ဒီတအားတိုက်ပြီးတော့လုံးဝအိပ်မပျော်ဘူးပေါ့နော်တော်တော်လှတယ်
ဒါကူ hiking စသွားနေပါပြီဒီ hiking trail ကအဝေးတော့မဟုတ်ပါတော့map မှာကြည့်ရသလောက်ဆိုလို့ရှိရင်တော့အရင်မဝေးတဲ့ trail ဖြစ်ပါတယ်လမ်းမှန်တယ်မလားမှန်တယ်နော်တို့မှလည်းမှန်တယ်တော့ပြမပြောတော့နော်အဲ့တော့ငါတို့မှားနာလား哦，起码能先玩。အခုဒီနောက်မှာလမ်းပြောင်းနေပေါ့နော်ကျွန်တော်တို့ဒီ Google Map မှာတော့သူကတဲ့တဲ့သွားမယ်ပြောတော့သူအဲ့ဒီ map ကိုကြည့်ပြီးလာတာပဲဒါပေမဲ့ဒီနားရောက်တော့ဒီမှာရှီတကွန်တွေနဲ့တွေ့ပြီးတော့ဒီတကွန်လည်းရှိရပါတော့ဟိုဘက်မှာအဲ့တော့အခုကလမ်းပြောက်ပြီးတော့လုံးဝဆက်ဖောက်လို့မရတော့ဆက်သွားရင်လည်းဒီလိုမျိုးပဲတော်တူပြီးတော့သွားမှာဆိုတော့အခုပြန်လှည့်ရမလားဆက်သွားမှာမသိဘူးဖြစ်ရင်ဒုက္ခရောက်နေဟုတ်အခုဒါရှေ့ဆက်ဖို့လမ်းမရှိတော့ဘူးเนาะအဲ့နဲ့နောက်ပြန်လှည့်လာတယ်လုံးဝလမ်းကတိုးမပေါက်တော့ဘူးအဲ့တော့ညမိုးတွေလေတွေတအားပဲလို့ပဲလမ်းပြတ်သွားလားဘာလားတော့မသိနေဘူးပေါ့နော်အဲ့တော့အခုနောက်ပြန်လှည့်လာတယ်ကျွန်တော်တို့နောက်ပြန်လှည့်ပြီးတော့ဟိုဘက်မှာဟိုပြီးခဲ့တဲ့ဒီတော့တစ်ခုကြော်ပြီးလို့ရှိရင်တော့ပေါ့နော်ဟိုမှာတောင်ရလောက်နေတဲ့ဟာလေးတော့တွေ့ခဲ့တယ်အဲ့တော့သူတို့စီကိုပဲပြန်သွားပြီးတော့သူတို့သွားမေးမှရမယ်နဲ့တူတယ်အခုနောက်ပြန်လှည့်လာပေါ့နော်ထပ်ပြီးတော့ရှေ့ကဘလို့မှရှေ့ဆက်လို့မရတော့မလို့တောင်ရလဲဟိုဘက်မှာပေါ့နော်အဝေးပဲဟိုဘက်တောင်ကြည့်သွားမှာဆိုတော့ဟိုဘက်ကိုတော့သွားမေးလို့တော့အဆင်မပြေဘူးပေါ့နော်အဲ့တော့အောက်ကိုပဲပြန်ဆင်းရမယ်တဘောရှိနေပြီဆိုတော့အောက်ကိုပဲပြန်ဆင်းရမယ်အခုတော့မိုးရွာချာပြီပေါ့နော်လမ်းလည်းမှားနေလမ်းဘလို့ဖြစ်ပြီးတော့ဘလို့ပျောက်သွားလဲအောင်မသိဘူးလမ်းပျောက်ပြီးတော့မှလမ်းမှာမိုးတွေလည်းရွာတော့မှမိုးကထုတ်ခဲ့တော်သေးတယ်မနေ့စောစောတက်လာလို့လေမဟုတ်လို့ရှင်တော့အမှတိုင်ပန်မထင်ထားဘူးပေါ့နော်အဲ့လောက်တောင်ကြမ်းမယ်ဆိုပြီးအောက်မှာကျိုးနဲ့ဆိုတော့တော်လေးတယ်ပေါ့နော်ကျိုးဆွဲပြီးတော့ဆင်အောင်မှာတက်လို့ရှိရင်လည်းမကျိုးကင်ပြီးတက်အောင်မှာရုပ်ကတော့ဒီမှာကြည့်ပါဦးဆုပ်ပြတ်တန်နေဒီကုလုံးဆူရွှဲပြီးတော့အမှာပါလာတဲ့ညီမလေးတို့တော့တော်တော်အားနာဝါတယ်ပေါ့နော်ဟိုမှာတော်တော်မိုးတွေတော်တော်အရန်ပဲပြီးတော့တော်တော်လမ်းကျန်းသွားတော့ပြီးတော့သူတော်တော်တက်လိုက်ရတယ်လေးဘက်တွေပါတော့တော်တော်အားနာဝိုင်းရောက်ခဲ့ပြီဟိုဒီမှာကြည့်တော့နောက်ဆုံးတော့ရောက်ပါပြီနောက်ဆုံးတော့ရောက်ပြီ
လမ်းမကဘာညာလဲဆိုရင် ဒီပေါ်မှာအခုမိုးရင်းဆိုတာမှာတော်တော်ရှောတယ်ပေါ့နော်ကြောက်တုံးကြီးတော်တော်ဒီမှာချောနေတယ်အဲကျိုးအဆုံးဆိုတော့ဟိုမနောက်ကွာကြဟိုအဆုံးလို့သွားလို့ရမှာမဟုတ်တော့ဘူးထင်တယ်ဘာလို့လဲဆိုတော့နော်အခုမှကျွန်တော်ဆိုချင်တယ်မှာဒီပေါ်လုံးဆိုရှယ်နေပေါ့နော်မိုးတွေလေတွေကတော်တော်ကျန်းနေပေါ့ဒီမှာဆိုအဓိကတော့သူတို့နေရာမှာဒီကြောက်အဆုံးကြီးမှာထိုင်ပြီးတော့ဓာတ်ပုံရိုက်တဲ့ဟာຫນွေတုံးอ่ะပေါ့နော်ဓာတ်ပုံအခုကဟိုမလေးတော်တော်ချောတယ်ပေါ့နော်ဒီမှာကြောက်တုံးတွေကအဲ့အစွန်းမှာတော့ဓာတ်ပုံထိုင်ရိုက်ပေါ်တော့မဖြစ်နိုင်တော့ဘူးထင်ပါတယ်ကြည့်အောင်နော်ဒါတောင်ထိပ်ဖြစ်ပါတယ်တောင်ထိပ်ကဒီမှာတော်တော်ချောနေပေါ့နော်ဒီကြောက်တုံးကမိုးတွေအများကြီးရောက်လာပြီးတော့ဒီမှာမြူတွေအများကြီးပဲတိမ်ခိုးတွေပေါ့နော်တိမ်တိမ်ဒါဆိုဘာမှမမြင်ရဘူးပုံမှန်ဆိုလို့ရှိရင်တော့ဒီလေကွင်းတွေပါရတယ်ဒီဘက်ကတောက်နေမြင်ရတယ်ပေါ့နော်အခုကဘာမှမမြင်ရဘူးပြီးတော့ဒီကြောက်တုံးအစွန်းလေးလာအဲ့ဒီဟာမတွေ့ရတော့ဘူးပေါ့နော်သွားထိုင်မှုကလည်းမဖြစ်တော့ဘူးဒီပုံလေးရန်တိုက်နေပါတယ်အရန်ချမ်းနေပေါ့နော်ညောင်ဆောင်ချမ်းလို့ခိုက်တုံလေးကတော်တော်တိုက်ပြီးတော့မှကြောက်တုံးကြီးကအရန်ချုံနေတော့မတတိထားပြီးသွားနေရတယ်ပြီးတော့ပေါင်ကျင်ဘာမှမမြင်အောင်တွေ့ရတိုင်းမှာမျိုးလေးဒါဆိုင်နေပေါ့နော်အခုလက်စားတော့ပုံစားပြီးတော့อีဆိုတော့တော်တော်ဒီကိုရောရောပြပါ พี่မလီမတော်ပါနဲ့ဂါရဲ့မစင်းပါနဲ့တော့လားမစင်းပါနဲ့တော့ကျိုးနေတော့